သက်စွာကြည်မြောက်မှန်းမို့တဲ့ကြိုးတွေကိုပြန်မသွားနဲ့ကျေပြောင်းလေးရဲ့ငွေပြန်မသွားပါနဲ့တခါတရံပန်းနေပွင့်လာကြည့်ချင်တယ်အပြင်မှာမြင်စလေးတွေရေပြောသွားပြန်ပါနဲ့ကျေပြောင်းလေးညဆိုတာကျေများတော့ကုန်တော့အပင်ကဝဲလာအဆောင်ရတော့မယ်နောက်တစ်ခါဆိုရင်ရင်လေးရောက်လာခဲ့ချီနှောင်ထားတဲ့ကြိုးကလေးရှိတယ်ကျေ